ရန်ကုန်မှာတဖြည်းဖြည်းနဲ့နေရာယူလာတဲ့ကြားဖြန့်ဆေးကမ်းများဖုံးဆက်ပြီးငွေတွေလွှဲခိုင်းတဲ့ကြားဖြန့်တွေရှိသလိုရန်ကုန်မှာလည်းကြားဖြန့်တွေကဆေးကမ်းတွေဖွင့်ပြီးတောင်နေမကောင်းသူတွေရဲ့ချွေးနှဲစာတွေကိုယူနေကြပါပြီ။ကြားဖြန့်ဆေးကမ်းတွေကိုပြသတဲ့သူတွေကတော့လူသိမခံချင်တဲ့ယောဂတွေဖြစ်နေတာကြောင့်ဒီလိုဆေးကမ်းတွေမှာတိုးတိုးတိတ်တိတ်ပြသကြတာရှင်။လူနာတွေကသူတို့ရဲ့ယောဂတွေကိုလူသိမခံချင်တာကိုကြားဖြန့်တွေကအခွင့်ကောင်းယူပြီးဆေးကုသဆေးတွေကိုတနင့်တပိုးတောင်းကြပါတယ်။ဖြစ်တဲ့ယောဂကိုပိုကြီးမအောင်ပြောကြလိမ့်ရှိပြီးကုသဆေးကိုလည်းသိန်းချီဆဲချီပြီးတောင်းကြတာပါ။တာမန်ဖြစ်တဲ့ယောဂကိုကြီးမားတဲ့ယောဂဖြစ်တဲ့အောင်မှန်ပြောင်းကြီးမှရတဲ့ရောင်ရောင်နဲ့ဆေးကုသဆေးတွေကိုတိုးတောင်းကြတာပါလူနာတွေကရှက်လဲရှက်လူသိမခံချင်လဲဖြစ်နေတာကြောင့်သူတို့တောင်းတဲ့ငွေတွေကိုပေးလိုက်ရတယ်ကြားဖြန့်ဆေးကမ်းတွေကမြန်မာနာမည်တွေကိုပေးထားပေမဲ့လည်းတကယ်လက်တွေ့မှာတော့ဆရာဝန်ဆိုသူတွေကမြန်မာစကားတော်မပြောတတ်တဲ့တရုတ်တွေဖြစ်နေကြတာပါဆေးစာတွေမှာလည်းအလွဲအမှားတွေရေးပေးလိုက်ကြပြီးကုသဆေးကိုပုံမှန်ထပ်ပို့ပြီးတောင်းတကြရရှင်နောက်ထပ်အကြိမ်ရင်များစွာလေးဆေးကမ်းကိုလာပြခိုင်းပြီးလူနာတွေထံကနေငွေတွေကိုရသလောက်ယူနေကြတာပါဒီလိုဆေးကမ်းတွေကကြားဖြန့်ဆေးကမ်းလားဆရာဝန်အစ်စ်တွေထိုင်တဲ့ဆေးကမ်းလားဆိုပြီးခွဲခြားဖို့အတွက်တချို့တွေတော်တော်ခက်ခဲတတ်ကြပါတယ်ရုံလွယ်အောင်ပြပြရိရိလှုပ်ထားကြတာကြောင့်နေမကောင်းတဲ့သူတွေကချွေးနှဲစာလေးတွေပါသွားရပါတယ်ကြားဖြန့်ဆေးကမ်းတွေကရန်ကုန်မှာတဖြည်းဖြည်းနဲ့ပေါများလာကအခြေခံလူတန်းစားတွေနဲ့လူလက်တန်းစားတွေကိုဥတီလာကြပါတယ်ဒါကြောင့်ရန်ကုန်မှာတော့မြန်မာနာမည်နဲ့ရေးသားထားတဲ့ဆေးကမ်းတွေကိုတွေ့တိုင်းလေယုံကြည်လို့မရနိုင်ကြောင်းသတိပြုစရာဖြစ်လာခဲ့တာပါအွန်လိုင်းကနေငွေကြေးလိမ်လည်ယုံတာမကကျမ်းမာရေးအသည့်အားနည်းကြတဲ့သူတွေလူသိမခံချင်တဲ့လူနာတွေထံကနေငွေတွေလိမ်လည်နေကြတဲ့ကြားဖြန့်ကိုင်းတွေကိုဘလို့နှိမ်နှင်းတင်လဲရှင်ဂျီယန်ပြည်သူများအလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ